စိတ်ဆိုးဒေါသထွက်လာရင်ခြေပြားလက်ဖျားတွေကျင်လာတယ်နောက်တစ်ခုကဖြစ်လာတယ်ကျင်လာပြီးလက်တွေကကုတ်လာတယ်အဲ့ဒါဆိုးရယ်ဆိုရင်သူအသက်ရှူတွေများလာတယ်နောက်နှလုံးခုန်နှုန်းတွေများလာတယ်အဲ့ဒါဆိုးပြီဆိုရင်တခါတည်းမျက်လုံးပြာပြီးတော့ဘာမှမသိတော့ဘူးပေါ့နော်ဒါယောဂမဟုတ်ဘူးမလေးနော်ယောဂသမီးမှာဖြစ်တယ်ဘာလို့လဲဆိုတော့သူကစိတ်ခံစားချက်လွယ်လို့တော့အရင်တော့ကတော့ပေါ့နော်ကျွန်တော်တို့ចောင်းသားပေါ်တော့ကျွန်တော် anxiety neurosis လို့ခေါ်တာ AN လို့ခေါ်တာဒါ AM ပဲထားလိုက်ကိစ္စမရှိဘူးပေါ့နော်ဒါမဲ့လို့ကျွန်တော်စေကန်းလေးဖွင့်ဒီလိုလူနာတွေတွေ့ရများလာတော့ AN လို့သိမခေါ်ချင်တော့ဘူးပေါ့နော် anxiety neurosis ဆိုတော့ယောဂါကြီးလို့ဖြစ်နေတာသူက acute stress reaction ပဲ acute stress reaction စိတ်ဖိစီးမှုတအားများလာတဲ့အချိန်မှာဖြစ်တဲ့ reaction ပဲသူကတိတ်ရလဲဘာကြောင့်ဖြစ်ရလဲဆိုရင်ဒီကျွန်တော်စိတ်အတွင်းပိုင်းထဲမှာပေါ့နော်စိတ်ထဲမှာစိတ်ဖိစီးမှုတွေတအားများလာတယ်စိတ်အလိုမကျမှုတွေတအားများလာတယ်အဲ့ဒီအချိန်မှာဘူပေါင်းလိုမျိုးပေါ့အထဲမှာ internal pressure တွေတအားများလာခြင်းဖောင်းနဲ့ပေါက်ထပ်သွားတာသူတို့ကလည်းခေါ်တယ်ပေါ့နော်ဒါ psychological shock လို့ခေါ်ကြတာပေါ့နော်short ရတယ်သွေးပေါင်တွေထိုးကြတယ်အဲ့သဘောပဲသူ psychological shock ဆိုတာစိတ်ပိုင်းဆိုင်ရာ short ရသွားတာပေါ့နော်နှလုံးခုန်လုံးတအားမြန်လာမယ်နောက် adrenaline လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးပေါ့အရေးကြီးတဲ့အချိန်မှာထွက်ရတဲ့ဟော်မုန်းကအဲ့ချိန်မှာရုတ်တရက်ထွက်လာတော့ခြေပြားလက်ပြားတွေကအေးလာမယ်အသက်ရှူနှုန်းတွေကညံ့လာမယ်ပေါ့ပြောက်လာပြောရအောင်ဒါယောဂမဟုတ်တဲ့အတွက်ကုသစရာမလိုနည်းနည်းလေး mindset လေးနည်းနည်းပြောင်းလဲလိုက်ဖို့ပဲလိုတယ်ပေါ့နော်အဲ့တော့စဖြစ်ပြီးဒီလိုဖြစ်သွားပြီဘေးနားမှာဘယ်သူမှမရှိဘူးဆိုရင်အရင်ဆုံးကျွန်တော်ပြောချင်တာကတော့ဒီလေးလုံးနဲ့အိတ်လေးတိတ်ရှာလိုက်စက်ကူအိတ်လေးရတယ် plastic အိတ်လေးရတယ်အဲ့ဒါကိုနှာခေါင်းရယ်ပါးစပ်ရယ်ကိုလုံးဝအပြည့်အုပ်ထားပြီးတော့9ချက်ရှူလိုက်အဲ့မျိုး9ချက်ရှူလိုက်ကိုယ့်လေကိုပြန်ရှူရတဲ့သဘောပေါ့နော်အဲ့မှာပြန်ပြီးတော့ညော့သွားလိမ့်မယ်